မြန်မာနိုင်ငံမှာတိုင်းဒေသကြီးဘယ်နှခုရှိလဲ 54ခု 54ခု54ခုကများတယ်လေဗျ54ခုကို 14ခု 14အေးโอเคဟာโอเค14ခုနော် ဟာ ကျွန်တော်စက္ကန့်20ရှင်းပေးမယ် โอเค တစ်စက္ကန့်ကို1000နဲ့တွက်ရင်ဗျာစက္ကန့်20ဆို2000ရမယ်ဗျာ โอเค brother ထင်တယ်အဲ့14ခုကိုကျွန်တော်ရွှေ့ပြစက္ကန့်20တွင်းတိုင်းဒေသကြီးရွှေ့ပြဗျာတိုင်းဒေသကြီးအကုန်လုံးရွှေ့ပြတာနဲ့စက္ကန့်20တွင်းရွှေ့ပြတာကျွန်တော် brother လက်ဆောင်ပေးမယ် အော်โอเค 2000ပေးမယ်ခဏနေကျွန်တော်စက္ကန့်ရှင်းဦးမယ် โอเค စရွှေ့ပြောမယ် โอเค 1 2 3စပြီ ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး so ပဲခူးတိုင်းဒေသကြီး အေး AR တိုင်းဒေသကြီး အာ စကိုင်းတိုင်းဒေသကြီး 6 တိုင်းဒေသကြီး 9 10 စကိုင်းတိုင်းဒေသကြီး 10 AR တိုင်းဒေသကြီး မတိညာပြန်ရနော် ရိုက် 73 AR တိုင်းဒေသကြီး 14 15 16ပြန်ယူကြည့်လိုက်19 ရန်ကုန်မန္တလေး 19 စကိုင်းAR ဝတီ 20